ပြင်ဒီတက်ကြီးမင်္ဂလာပါခင်ဗျဒီနေ့ကျွန်တော်ဒီပိုက်ကြော်ခြင်းပေါ့နော်အဓိကတော့ကျွန်တော်နေရာပေါ့နော်ဖိုက်တာကစားတဲ့လူတွေအတွက်ကျွန်တော်လုပ်ဖြစ်နေတဲ့လေ့ကျင့်ခန်းတွေပေါ့နော်ဒီချင်းလုံးမကစားပဲနဲ့ကျွန်တော်တို့ဒီကြန့်ခံမှုအတွက်လုပ်ဖို့အတွက်ကျွန်တော်အဲ့ဒါလေးလေ့ကျင့်ခန်းလေး2မျိုးတော့ပြမယ်အမှန်ပုံမှန်ကတော့ကျွန်တော်10မျိုးတော့လုပ်ရတာဖြစ်တယ်ဒီနေ့အတွက်တော့ကျွန်တော်2မျိုးတော့ပဲလုပ်ပြသွားမှာဖြစ်ပါတယ်နော်ပထမဆုံးအနေနဲ့ကျွန်တော်ဒီမှာဒီဟာလေးပေါ့နော်ဒီဟာလေးနော်ဒီလေ့ကျင့်ခန်းလေးပေါ့နော်တော်တော်ထိရောက်တယ်နော်ဒီဟာ तू ကအဓိကတော့ berry ကို तू ကပြကြတာပေါ့နော် berry မာဆယ်ကောင်းမှုတွေလောက်တာဒါပေမဲ့ပေါင်မာဆယ်တွေဒီလက်မောင်းမာဆယ်တွေကြွက်သားတွေတော့ကောင်းတယ်နော်အဲ့ဒါလေးပြမယ် okayโอเคဒါကတစ်ခါလုပ်ရင်အနည်းဆုံးအစိတ်30လောက်လုပ်တင်တယ်เนาะနောက်ပြီးတော့တဖြည်းဖြည်းလုပ်နိုင်ရင်ပို့ပြီးတော့တိုးပြီးတော့လုပ်သွားတင်တယ်ကျွန်တော်ကတော့တစ်ခါလုပ်ရင်အနည်းဆုံးအစိတ်နဲ့30လောက်လုပ်ဖြစ်တယ်เนาะဒါတနေ့ကိုဒီလေ့ကျင့်ခန်းကเนาะတနေ့တစ်ချိန်ကတော့ပုံမှန်လုပ်တင်တယ်ပေါ့เนาะကျွန်တော်နောက်တစ်မျိုးပြမယ်เนาะခဏလေးပြီးလို့ရှိရင်ဒီဟာလှိမ့်နာကြီးပဲဟိုမှာသူကနောက်တစ်မျိုးပေါ့เนาะအခုဒီဟာကကျွန်တော်ဒီမှာဒီလိုသွားတာပေါ့နော်မှန်တော့ဗျာဒီမှာဒီကောင်သူဖြည်းဖြည်းသွားပုံမှန်ဖြည်းဖြည်းသွားနိုင်ရင်ပိုကောင်းတယ်ဘာလို့မားဆယ်ကိုကျွန်တော်တို့ဘယ်ဒီမားဆယ်ကိုပြန်ထိန်းနိုင်တယ်ပေါ့နော်ဖြည်းဖြည်းချင်းသွားနိုင်ပိုကောင်းတယ်ပေါ့နော်ကျွန်တော်ပြန်ဆွဲတဲ့အခါကျမှစပီနဲ့ပြန်ဆွဲပေါ့နော်အဲ့လိုမျိုးဒီဟာကိုပဲကျွန်တော်နောက်တစ်မျိုးလေးပြနေတယ်ဒါကတော့အခုမှစလုပ်တဲ့လူတွေအတွက်ကတော့အဆင်ပြေလောက်ဘူးပေါ့နော်ဖြည်းဖြည်းလုံလာတယ်ဒီဟာကိုပထမလေ့ကျင့်ခန်းကိုလုံလာတယ်လုံသက်များလာပြီ okay ချက်ခံနိုင်မှုအကောင်းလာပြီဆိုရင်တော့နောက်ပြတဲ့ဟာလေးကိုလုပ်တင်တယ်ပေါ့နော်အခုကျွန်တော်ဒီပထမဆုံးပြတဲ့ဟာကိုဒီနေ့ကို2ချိန်လုပ်တင်တယ်နော်အနည်းဆုံးဟို20ကနေအစိတ်ပေါ့နော်စလုပ်မဲ့လူတွေကတော့ရတယ်လို့ပေါ့အဲ့လိုလေးပေါ့တခုပေါ့နော်အရေးကြီးတာကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ပတ်ကြိုချင်းကစားတော့မယ်တော်တော်များများပေါ့နော်ဘေးအားကစားနည်းမဆိုကစားတော့မယ်ဆိုရင်ကျွန်တော်တွေးပူလေးချင်းခန်းကိုလုပ်ရပါမယ်နော်အဲ့လိုအခုပတ်ကြိုချင်းဆိုလဲဟိုပတ်ကြိုချင်းကစားမှမဟုတ်ဘူးကျွန်တော်ဒီဂျင်ပေါ့နော်ဒါဆိုဂျင်ဆော့တဲ့အပိုင်းကိုဖြစ်သွားပြီကြံ့ခိုင်မှုတော့ပေါ့အဲ့ဒါလုပ်မယ်ဆိုလဲနေအရင်ဆုံးကျွန်တော်တွေးပူလေးချင်းခန်းတော့လုပ်ရပါမယ်နော်အနည်းဆုံး10မိနစ်15မိနစ်မိနစ်10အဲ့လောက်ထိကိုသွားရမှာပဲနော်ဒီလေးချင်းခန်းကတော့အခုနဟာနဲ့လေးချင်းခန်းထဲမှာပါတယ်ဒါပေမဲ့ဒါကတော့တစ်မျိုးပေါ့ဗျာဘာဖြစ်သွားလဲဆိုကြွားတယ်ပြောရမလားကျွန်တော်တို့ဒီ CI နည်းနည်းကြောက်သွားပြီပေါ့နော်ဟို CI ဆိုတာတမန်မဟုတ်ပါဘူးကျွန်တော်တို့ကိုခံနိုင်အားကောင်းလာပြီလုံးတက်ရင့်လာပြီဆိုတဲ့သဘောပေါ့နော်ဘာဖြစ်လို့လဲဆိုပုံမှန်ခုမှစလုပ်မဲ့လူတွေလုံးဝလုပ်ဖို့မလွယ်သေးပါဘူးเนาะကျွန်တော်ဒါလေးချက်ပြမယ်โอเคShoulders as you push the wheel forward. Your shoulders, deltoids, help stabilize and move the wheel. Chest, the chest muscles, specifically the pectorals, assist in the movement, especially when you extend your arms forward. Arms, the triceps and forearms are engaged to help control the wheel and prevent it from moving too quickly or erratically. Hips and thighs. Your hip flexors and quadriceps also come into play as you stabilize your body and push the wheel out. Okay, last. Yes. Oh my god. Yes. ဒီကတော့ဒီမှာကြောက်ဒီ very muscle ပေါ့နော်very muscle ဆိုပေမဲ့သူက
ကျွန်တော်ခုနပြောသလိုဒီလက်မောင်းကြော်သားမာဆယ်တွေရေမတ်မာဆယ်တွေပေါ့နော်ဒီကျွန်တော်တို့ပေါင်ကျွတ်သားတွေကအကုန်ပါတယ်ဒီတစ်ခုလဲတွေပေါ့နော်โอเคပါချင်တာတင်းကပါချင်တာဟဲ့ဒါလေးဆက်ဆွဲလိုက်အောင်အမှန်ကောင်းတယ်နော်ကျွန်တော်ဖိုက်တာသမားတွေအဓိကပါပဲနော်ဂျန်အတွက်တော်ကောင်းတယ်နော်ဒါလေးနဲ့အခုထိန်းဆော့နေတာပေါ့နော်โอเคဟောလိုက်ကြအောင် You need to do a particular exercise 4 times in 1 week. Oh my god. Phôiဖြစ်သွားပြီဘယ်လိုတော့တကယ်ကောင်းတာเนาะဒီလေးချိန်ကခုနလေးချိန်ကတော့ကျွန်တော်တို့ဒီခုနဘိန်းလိမ့်နေတာပေါ့เนาะဆိုတော့အဲ့ဒါတော့ဘယ်ဒီကဘာတက်လို့လဲဆိုရင်ကန်အားတွေအဓိကဘလော့တက်တဲ့ fighter တွေเนาะဘယ်ဒီညအားနဲ့เนาะအခုနောက်ပြတဲ့လေးချိန်ကတော့အဓိကတော့ကျွန်တော်တို့ဂျန်ပေါ့เนาะဂျန်အားနဲ့ဒီပေါက်ပါစေเนาะโอเคကျွန်တော်နောက်ထပ်လည်းထပ်ပြီးတော့ချင်းစကေးလေးတွေနဲ့ကျွန်တော်ဒီကြက်ခိုင်မှုလေးတွေကိုထပ်ပြီးတော့တင်ပြပေးတော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးထူးတင်ပါကြောင်း